What is the method? Method ဆိုတာပါလဲ။ရိုးရှင်းအောင်ပြောရမယ်ဆိုရင်ရည်မှန်းချက်တစ်ခုရဲ့ရလဒ်တစ်ခုစီကိုရောက်အောင်သွားတဲ့စနစ်ပါ။စနစ်တကျလမ်းညွှန်ပေးတဲ့မြေပုံတစ်ခုလေးဖြစ်တယ်။အလုပ်တစ်ခုကိုတမင်ကရှန်ကလှုပ်ဆောင်တာမဟုတ်ဘဲနဲ့တေချာပေါင်းအောင်မြင်ဖို့အစဉ်စဉ်လှုပ်ဆောင်ချက်တွေကိုစနစ်တကျစီစဉ်ထားတဲ့ကို method လို့ခေါ်ပါတယ်။ method မှာအစီအစဉ်အပြင်အဆင့်၃ဆင့်ရှိတယ်။ step by step process တစ်ခုပါ။ဥပမာထမင်းချက်တယ်ဆိုပါစို့။ဆန်ကိုဆေးတယ်၊ရေထည့်တယ်၊ခလုတ်နှိပ်တယ်။ဒီအဆင့်တွေကိုအဆင့်အတိုင်းလုပ်မှပဲထမင်းကောင်းကောင်းရမှာဖြစ်ပါတယ်။သတ်မှတ်ထားတဲ့ role တွေရှိတယ်လို့လိုက်နာရမယ့်စီမင်းစည်းကမ်းတွေလည်းရှိတယ်။စာလေ့လာတဲ့အခါမှာဆိုရင်ဒါ proton method ဆိုတာရှိတယ်။ဥပမာ25မိနစ်စာကိုလေ့လာရဲဆိုရင်5မိနစ်နားရတယ်။ရည်မှန်းချက် special goal ဖြစ်တဲ့ method တိုင်းမှာရှင်းလင်းတဲ့ရည်မှန်းချက်တွေရှိတယ်။ AI နည်းပညာဆိုပါစို့ coding ရေးတဲ့အခါမှာပြဿနာတွေဖြစ်လာတဲ့အခါစနစ်တကျဖြေရှင်းဖို့ algorithm တွေရှိတယ်။ algorithm တွေဆိုတာ method တစ်မျိုးပါပဲ။ method နဲ့ technique ကဘာကွာလဲဆိုရင် method ဆိုတာစနစ်တစ်ခုလုံးရဲ့ how to system technique ကကြတော့စနစ်ထဲမှာရှိတဲ့အတည်တန့်ကျွမ်းကျင်မှုဖြစ်တယ်။ဆိုတော့ method ဒီကျွန်တော်တို့ဘဝမှာတကယ့်ကို university ဖြစ်ပါတယ်